ဒီဇလန်လေးကတော့ခလိုအီလို့ခေါ်တဲ့နမီကြီးချီဝါဝါခွေးမလေးတကောင်ခွေးတိုက်ပွဲခွင်းတွေကိုမတရားပစ်ချခံလိုက်ရတာနဲ့စတင်ထားပါတယ်သူ့ရဲ့ပြိုင်ဘက်ကတော့အရက်ရှိရှိဗလာတောင်းတောင်းဒိုဘာမန်ခွေးကြီးတကောင်ပေါ်ပွဲလဲစေရောဒိုဘာမန်ကခလိုအီဝတ်ထားတဲ့အင်ဂျီတွေကိုတစ်ချက်တည်းနဲ့ကိုက်ဆွဲဆုပ်ဖြဲပစ်လိုက်လို့ခလိုအီရဲ့လေပင်ကစိန်ဆွဲကြိုးကြီးပေါ်လာပါလေရောဒါကိုမြင်သွားတဲ့ခွေးသူခိုးကောင်းချုပ်ကမျက်လုံးတောက်သွားပြီးခလိုအီကတော့အကြောက်လွန်ပြီးနောက်ဆုံးနေရရှာတယ်အဲ့ဒီအချိန်မှာပဲဂျာမန်ရှက်ပတ်ခွေးကြီးတကောင်ကလောင်အိမ်တကားကိုဝုန်းခနဲဖွင့်ပေးလိုက်လို့ခလိုအီတယောက်လက်လွတ်စပယ်ထွက်ပြေးနိုင်ခဲ့တာပေါ့ဒါပေမဲ့ခွေးသူခိုးသူတေးကစိန်ဆွဲကြိုးကိုလိုချင်စောနဲ့သူ့လူတွေကိုချက်ချင်းမင့်ပေးပြီးလိုက်ဖမ်းခိုင်းပါတယ်ခလိုအီခမအဖမ်းခံရတော့မဲ့ဆဲဆဲမှာပဲစောစောကဂျာမန်ရှက်ပတ်ကြီးကအချိန်မီရောက်လာပြီးခလိုအီကိုပါးဆက်နဲ့ညက်ချီပြီးပြေးပါတော့တယ်လမ်းမှာတမန်စီယိုကြီးကနေပေမဲ့ရှက်ပတ်ကြီးကအချိန်နဲ့အမြင့်ကြီးခုန်ကျော်သွားလို့ခွေးသူခိုးတွေကြံခဲ့တာပေါ့ဒါကိုအညိုးကြီးတဲ့ခေါင်းချုပ်ကခလိုအီရဲ့အနံ့ကိုလိုက်ဖို့အတွက်ဒိုဘာမန်ကြီးကိုထပ်လွတ်လိုက်ပြန်တဲ့လမ်းမှာရှက်ပတ်ကြီးကဒိုဘာမန်ရဲ့အနံ့ခံလိုက်တာကိုဖျောက်ဖို့အတွက်ခလိုအီကိုလမ်းဘေးကရွှွန့်ပွားအိုင်နဲ့တွန်းချပစ်လိုက်ပြီးအနံ့ဖျောက်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ခလိုအီကသူ့အရင်ကသူ့သခင်နဲ့အတူခဏခဏလာနေကြဟိုတယ်ကြီးစီကိုရှက်ပတ်ကြီးကိုခေါ်သွားပါတယ်ခလိုအီကရှက်ပတ်ကြီးကိုဟိုတယ်ဝင်သွားမှာခဏဆောင်ခိုင်းပြီးအိတ်ဂျိုမန်နေဂျာကိုတွားရှာဖို့တကူတော်ဝင်သွားတာပေါ့ဒါပေမဲ့ခလိုအီခမသူ့မှာတန်မိုးကြီးအင်ဂျီတွေမရှိတော့တာကိုမေ့သွားပြီးလုံကြုံရေးနဲ့စားပွဲထိုးကသူ့ကိုလေလွင့်ခွေးမက်နဲ့နောက်ဖေးတကားကနေအပြင်ကိုကောက်ပစ်လိုက်ပါလေရောအဲ့ဒီအချိန်မှာအပြင်ကနေပြတ်တင်းပေါက်ကနေချောင်းကြည့်နေတဲ့ရှက်ပတ်ကြီးကဟိုတယ်ထဲမှာခွေးတကောင်ကောင်အကောင်းမုံမုံစားတော့နေတာကိုမြင်ပြီးခလိုအီကသူ့ကိုပစ်ထားခဲ့ပြီးအမက်နဲ့စိတ်မကောင်းစွာနဲ့ထွက်သွားပါတော့တယ်တကယ်တော့အဲ့ဒီထဲကခွေးကခလိုအီမဟုတ်ပဲတခြားခွေးတကောင်ဖြစ်နေတာကိုသူမသိရှာဘူးလေခလိုအီတယောက်အပြင်ပြန်ရောက်လို့လိုက်ရှာတဲ့အချိန်မှာတော့ရှက်ပတ်ကြီးကမရှိတော့ပါဘူးခလိုအီခမကိုအားကိုပြီးလမ်းဘေးမှာတကောင်နဲ့လေလွင့်ရပါတော့တယ်ညဘက်မှာကထူသေးတာအိုလေးတဲ့ဝင်ပြီးချမ်းချမ်းစီစီနဲ့အိတ်ခဲရရှာတယ်နောက်ရက်မှာဘိုက်ဆာဆာနဲ့ပေါင်မုံတလုံးတွေးလို့စားမလို့တုံးပဲဒိုဘာမန်ကြီးကသူ့အနှံ့ခံပြီးရောက်လာပြန်ရောအေးကြုံရင်အမြဲရောက်လာတတ်တဲ့ရှက်ပတ်ကြီးကဒီတခါလဲဝုန်းခနဲရောက်လာပြီးခလိုအီကိုချီပြီးထက်ကဲထုတ်သွားပြန်ပါတယ်အဲ့ဒီနောက်ရှက်ပတ်ကြီးကခလိုအီကိုအိမ်ပြန်ဖို့လိုက်ဖို့ပေးခဲ့တယ်ဒါပေမဲ့လူသူကင်းဝေးတဲ့တော်လန်တစ်ခုအရောက်မှာရှက်ပတ်ကြီးကအနီရဲ့နဲ့အသက်ကိုရလိုက်ပါတယ်ဟုတ်လဲဟုတ်တယ်အကောင်ကြီးချင်းတစ်တကောင်ထွက်လာပြီးနောက်ကနေနောက်ထပ်နှစ်ကောင်ပါထပ်ထွက်လာတာရှက်ပတ်ကြီးကရှေ့ကနေကာကွယ်ပြီးခလိုအီကိုထွက်ပြေးဖို့ပြောပေမဲ့ခလိုအီကတစ္ဆာရှိရှိနဲ့မပြေးပဲရန်သူကိုအတူတူရင်ဆိုင်ဖို့ဘေးမှာရက်နေခဲ့ပါတယ်အဲ့ဒီရေးကြီးရဲ့အချိန်မှာပဲလေပြင်းတွေတိုက်ခတ်လာပြီးချီဝါဝါစစ်တက်ကြီးဝုန်းခနဲရောက်လာပါတော့တဲ့ဒေါသထွက်နေတဲ့ချီဝါဝါအကောင်ပေါင်းများစွာကိုမြင်တော့ချင်းတစ်သုံးကောင်လဲမတက်နိုင်ပဲလစ်ပြေးရတာပေါ့ချီဝါဝါခေါင်းဆောင်ရဲ့ကူညီမှုနဲ့အတူသူတို့နှစ်ကောင်အဲ့ဒီဒေါ်လန်ကိုဘေးကင်းကင်းဖြတ်ကျော်နိုင်ခဲ့ပြီးရှက်ပတ်ကြီးကခလိုအီကိုယထာပေါ်တင်ပေးလိုက်ပါတယ်ခလိုအီကတန်ရောစင်ကြီးစွာနဲ့နောက်လက်ကြည့်နေပေမဲ့ရှက်ပတ်ကြီးကတော့နောက်လက်မကြည့်ရဲရှာဘူးဘာလို့လဲဆိုတော့တန်မိုးကြီးရဲ့ခလိုအီလိုခွေးမျိုးကသူ့လိုလေလွင့်ခွေးတကောင်နဲ့ဘဝတစ်လျှောက်လုံးအတူမနေနိုင်ဘူးဆိုတာသူသိနေလို့ပါဒါပေမဲ့ယထာကြီးထွက်သွားတဲ့အချိန်မှာရှက်ပတ်ကြီးကစိတ်ကိုမထိန်နိုင်ပဲယထာနောက်ကိုလိုက်ပြေးမိတယ်လို့ခလိုအီကလည်းယထာပေါ့ကနေတတိရှိရှိခုန်ချလိုက်ပါတယ်သူတို့နှစ်ကောင်ဟာတယောက်နဲ့တယောက်ခွဲလို့မရတဲ့တန်ရောစင်တွေရှိနေကြပြီလေမကြခင်မှာပဲသူတို့ရဲစခန်းကိုရောက်သွားကြပြီးရဲတွေကလည်းပျောက်ဆုံးခွေးကြော်ညာတဲ့ကခလိုအီမန်းချက်ချင်းတီးပြီးတခင်ဖြစ်သူစီဖုံးဆက်အကြောင်းကြားပါတယ်အဲ့ဒီအချိန်မှာပဲပုံနေတဲ့ဒိုဘာမန်ကြီးကဝုန်းခနဲပြေးထွက်လာပြီးခလိုအီကိုကိုက်ဆွဲပြီးပြန်ဖမ်းသွားပြန်ရောဒါကိုအနားကချီဝါဝါတကောင်ကမြင်သွားပြီးခွေးသူခိုးကခလိုအီကိုကားထဲထိတ်ခါနီးမှာပဲအဲ့ဒီချီဝါဝါလေးကပြေးကြိုက်ပြီးခလိုအီကိုကယ်ထုတ်ပြေးပါတယ်ဒါပေမဲ့မကြခင်မှာပဲဒိုဘာမန်ကြီးကသူတို့ကိုလမ်းပိတ်မိသွားစေတယ်အရေးကြီးရဲ့အချိန်မှာပဲဂျာမန်ရှက်ပတ်ကြီးရောက်လာပြီးဝင်တိုက်ပါတယ်ခလိုအီကလည်းတတိရှိရှိနဲ့ဒိုဘာမန်ရဲ့လေပင်ကိုဝင်ကြိုက်ပေမဲ့ခါချခံလိုက်ရလို့ကြောက်တဲ့တိုင်းနဲ့စောင့်မိပြီးလဲကျသွားရှာတယ်အဲ့ဒီအခွင့်ရေးကိုတုံးပြီးရှက်ပတ်ကြီးကအာကုံတုံးဝင်တိုက်လိုက်တာကြောင့်ဒိုဘာမန်ကြီးတတိလဲကျသွားပါတော့တယ်မကြခင်မှာပဲခလိုအီရဲ့တခင်ဖြစ်သူရောက်လာပြီးခလိုအီရဲ့လေလွင့်ရတဲ့ဒုက္ခဆင်းရဲနေ့ရက်တွေလည်းပြီးဆုံးသွားခဲ့ပါတယ်ခွေးသူခိုးကောင်းတစ်ခုလုံးလည်းရဲဖမ်းတာခံလိုက်ရပြီးတတိကဲဂျာမန်ရှက်ပတ်ကြဤကတော့ရဲကျုပ်ရဲ့သဘောကျမှုကိုရရှိသွားကလေလွင့်ခွေးဘဝကနေရဲခွေးဖြစ်နေဘဝတစ်ကိုပျော်ပျော်ကြီးစတင်နိုင်ခဲ့ပါတော့တယ်